highway လမ်းပေါ်မှာကားအမဲတစ်စီးကကျွန်တော်ရှေ့ကိုရုတ်တရက်ဝင်ဆိုင်ပြီး brake ကိုစောင့်နေလိုက်တဲ့ရှောင်ဖို့အချိန်မရလိုက်တာနဲ့ကျွန်တော်ဗန်ပါကသူ့ကားနောက်မီကိုဝင်တိုက်မိသွားတယ်ဝန်းခနဲ့ပဲသူက911ကိုဖုံးဆက်ပြီးသားအနေထားနဲ့ကားပေါ်ကဆင်းလာတယ်ပြီးတော့ခေါင်းခါရင်ကျွန်တော်စီလျှောက်လာတယ်မစင်မချင်မောင်းတဲ့သူတယောက်ကကျွန်တော်ကိုနောက်ကနေဝင်တိုက်သွားလို့ပါရဲနဲ့လူနာတင်ကားလိုချင်ပါတယ်တဲ့ကျွန်တော်မှအပြစ်မရှိကြောင်းတက်သိမရှိလို့သွားပြီလို့ထင်နေတာဒါပေမဲ့မှန်ရှိမှတက်ထားတဲ့ကားရှိကင်မရာကိုရုတ်တရက်တတိယသွားတဲ့အခြေအနေကကျွန်တော်ဘက်ကအသာစီးရသွားပြီးမှုကျွန်တော်ပြုံးလိုက်မိတယ်အဲ့ဒီလူကဖုန်းထဲကိုဇက်နာပြတဲ့လေတံနဲ့လေဘင်းကိုလှည့်ပြီးလေဘင်းကအတော်လေးနာနေပြီလို့ operator ကိုပြောနေတယ်ဖုန်းချလိုက်ပြီးတော့မောက်မာတဲ့အပြုံးနဲ့ကျွန်တော်ကားပြတင်းပေါက်နာကိုထောနဲ့လျှောက်လာတယ်ဒါဘာဆက်ဖြစ်မလဲဆိုတာမင်းကိုငါရှင်းပြမယ်တငယ်ချင်းမင်းကငါ့ကိုနောက်ကနေတိုက်တာဒါကြောင့်ဥပဒေအရမင်းမှာဖြစ်ရှိတယ်နောက်ပတ်ကြရင်ငါမှာအနည်းဆုံး3ည5လုံးပါတဲ့အယိုးကျော်အစ်ကူတာစရိတ်ဘေးစာရွက်ရှိနေလိမ့်မယ်မင်းရဲ့အာမခံကအဲ့ဒီပြားတိုင်းကိုပေးရလိမ့်မယ်သူကပိုတိုးလို့ကတ်လာပြီးငါဒါမျိုးတစ်လောက်ကို2ခါလောက်လောက်တာလှည့်ကွက်ကမင်းလိုလူအေးတွေကိုရွေးဖို့ပဲမယုံကန်ရင်ပိုလွယ်လိမ့်မယ်တဲ့ကျွန်တော်ဖုန်းကိုထုတ်ပြီးကားရှိကင်မရာကိုနှိပ်ဖွင့်လိုက်တယ်ဒါလေးပြလိုက်ရင်ပိုလွယ်သွားမယ်ထင်တယ်မင်းဘာဆုတ်ချက်တွေလုပ်နေတာလဲမျက်နှာပြင်ကိုသူ့ဘက်လှည့်ပြလိုက်တယ်အဲ့ဒီအထဲမှာသူ့ကားအမဲကလမ်း2လမ်းကိုဖြတ်ပြီးဝင်လာတာနဲ့ brake ကိုတမင်တက်စောင့်နေလိုက်တာတွေအားလုံးကိုလေးစနစ်နဲ့အမိအရရိုက်ကူးမိထားတယ်သူကမျက်လုံးပြပြပြီးဒီဗီဒီယိုကဘာကိုမှတက်တည်မပြနိုင်ပါဘူးတဲ့ကျွန်တော်ဖုန်းကိုငြိမ်ငြိမ်လေးကင်ထားရင်နောက်9မိနစ်နေလို့ရဲတွေရောက်လာရင်တော့ပြနိုင်လိမ့်မယ်လို့ပြောလိုက်တယ်သူအမှုရှုံးတော့မယ်ဆိုတာရိပ်မိသွားပြီးသူ့ကားစီဒေါသတကြီးပြန်လျှောက်သွားပြီးတကားကိုစောင့်ပိတ်လိုက်တယ်မင်းရင်တိုက်မှုဖြစ်တဲ့နေရာကနေထွက်ပြေးလို့မရဘူးလို့ကျွန်တော်လှမ်းអော်လိုက်တယ်သူကအင်ဂျင်ကိုဝုန်းကနေနင်းပြီးမကြည့်ပဲလမ်းမပေါ်ကိုအချိန်ပြင်းပြင်းနဲ့ကွေ့ဝင်သွားတယ်ရုတ်တရက်ကားဟွန်းတီးတန်ကြားလိုက်ရတယ်ဂျိန်းသူကစီဒန်ကားတစ်စီးရဲ့အနောက်ကိုတက်တက်ကြီးဝင်ဆောင်မိသွားတာသူကသူ့ကောင်းကိုကင်ပြီးကြောင်တောင်နဲ့ထွက်လာတယ်ပြီးတော့ကြေမွသွားတဲ့သူကရှေ့ဘန်ပါကိုစိုက်ကြည့်နေတယ်ကျွန်တော်ဖုန်းကိုကင်ပြီးရှောက်သွားလိုက်တယ်မင်းမဲသူများနောက်ကိုဝင်တိုက်မိသွားပုံရတယ်တငယ်ချင်း